လာကုန်ကနေတိုင်းပတ်စံမရှိတော့လို့စိတ်ညစ်နေရသလားဒီလောက်ပဲရှာရှာလက်ထဲမှာငွေမမြဲဘူးဖြစ်နေသလားဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့မြန်မာလူမျိုးတွေရဲ့နေသင်ဘဝနဲ့အကိုက်ညီဆုံးဖြစ်မဲ့လက်တွေလည်းအသုံးချလို့ရမဲ့ငွေစုနီးလန်းကောင်းတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်ဒီနီးလန်းတွေကိုတေချာလိုက်နာမယ်ဆိုရင်သင်ဟာဝင်ငွေနေတဲ့သူဖြစ်နေပါစေအောင်တော့လာအနေငယ်အတွက်မှာပဲတိတာတဲ့ငွေစုမိတာကိုတွေ့ရပါလိမ့်မယ်နံပါတ်1ရငွေနဲ့သုံးငွေကိုစရင်တေချာမှတ်ပါပထမဆုံးအနေနဲ့ကျွန်တော်တို့တော်တော်များများမေ့နေတတ်တာကစရင်မှတ်ဖို့ပါတနေ့မှာကုန်သွားတဲ့မုံဘူးကခကအစားတေချာမှတ်ထားပါဒါမှသာလာကုန်တဲ့အခါငါဘယ်နေရာမှာငွေတွေအပိုသုံးမိနေပါလားဆိုတာကိုပြန်ဆန်းစစ်လို့ရမှာပါနံပါတ်2မလိုလားအပ်တဲ့အသုံးစရိတ်တွေကိုဖျက်တောက်ပါအပြင်စာခဏခဏစားတာမျိုးမလိုအပ်ဖက်ပစ္စည်းအသစ်တွေဝယ်တာမျိုးကိုရှော့ချရပါမယ်မရှိမဖြစ်လိုအပ်တာနဲ့လိုချင်တာကိုတေချာခွဲခြားပါမဝယ်ခင်မှာငါဒါကိုတကယ်လိုအပ်တာလားလို့ကို3ချိန်လောက်ပြန်မေးကြည့်ပါနံပါတ်3ရလာတဲ့ဝင်ငွေကိုအပိုင်းလိုက်ခွဲပါလစာရတာနဲ့အရင်ဆုံးစုမဲ့ငွေကိုဖယ်ထားပါပြီးမှကျန်တဲ့ငွေကိုသုံးပါလူအများစုကသုံးပြီးမှကျန်တာကိုစုမယ်လို့တွေးကြတာကြောင့်မစုမိကြတာပါရလာတဲ့ငွေရဲ့7ပုံတစ်ပုံကိုအရင်ဖယ်ထားကြည့်ပါဒါဟာတင့်အတွက်အရေးပေါ်ရန်ပုံငွေဖြစ်လာပါလိမ့်မယ်နောက်ထပ်အရေးကြီးတာကတော့အကျွေးကိုစနစ်တကျစီမံဖို့ပါအတိုးများတဲ့အကျွေးတွေကိုအရင်ဆုံးဆက်ပါပြီးတော့ငွေကိုတင်ထားရုံနဲ့တင်မဟုတ်ပဲတန်ဖိုးမကျအောင်ရွှေဝယ်တာမျိုးဒါမှမဟုတ်အကျိုးအမြတ်ရမယ့်နေရာတွေမှာရင်းနှီးမြှုပ်နှံဖို့လဲစဉ်းစားသင့်ပါတယ်ငွေစုတယ်ဆိုတာနဲတာများတာထက်စိတ်ရှည်ဖို့နဲ့ပုံမှန်လုပ်ဖို့ကပိုအရေးကြီးပါတယ်အခုပြောပြသွားတဲ့နီးလန်းတွေတဲကတင်ဘယ်နှချက်ကိုလိုက်နာနေပြီလဲဆိုတာကိုမှတ်ချက်လေးမှာရေးပေးခဲ့ပါဦးအခုလိုအကျိုးရှိတဲ့ဘုသူတ္တတွေကိုအမြဲကြည့်ကျင်နေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့哦အားလုံးပဲငွေကြေးကိစ္စမှာစိတ်ချမ်းသာကြပါစေခင်ဗျာ